ကျမတက္ကသိုလ်ဝင်းထဲကိုကိုတုံးလုံးနဲ့ရောက်သွားခဲ့တယ်အတန်းပေါ်တွေကိုတောင်ယုံကြည်မှုအပြည့်နဲ့နှုတ်ဆက်လိုက်သေးတယ်အားလုံးကအံ့အားသင့်သွားကြပြီးတချို့ဆိုရင်နေရာတွေမေ့လဲသွားကြတယ်ဒါပေမဲ့ကျမဂယူးမဆိုင်ဘူးဘာလို့လဲဆိုတော့ကျမကအချိန်စဝန်းတိုင်းလူထဲမှာပိတ်မိနေလို့ပဲနေ့ဘက်မှာကျမဘာပဲလုပ်လို့ညရောက်တာနဲ့မျက်နှာဖုံးဆွတ်ထားတဲ့လူတယောက်ရောက်လာပြီးကျမကိုနီးမျိုးစုံနဲ့တတ်တယ်ပြီးရင်တော့ဒီအနိဋ္ဌာယုံစဝန်းကိုဖျက်ကျော်ဖို့ကျမရဲ့မွေးနေ့မှာပဲပြန်နိုးလာခဲ့တယ်ကျမအဲ့ဒီလူသက်သမားကိုချောင်းမြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့သေးတယ်ဒါပေမဲ့မှားပြီးတော့ကျမရဲ့တငယ်ချင်းအရင်ခောက်ကိုရိုက်မိသွားတယ်တခုခုကြောင့်ကျမခေါင်းတစ်ခုလုံးကွဲထွမ်းမတက်ခံစားရပြီးခန္ဓာကိုယ်ကလည်းတနည်းတက်နေပိုအားနေလာတယ်ကျမမျက်နှာဖုံးနောက်ကလူကဘယ်သူလဲဆိုတာသိဖို့ကြိုးစားရင်စီးရုံမှာမောပန်းပြီးတတိလစ်သွားခဲ့တယ်စစ်ဆေးချက်တွေအရကျမတကူလုံးမှာအပြင်းထန်ဒဏ်ရာတွေရနေတာကိုတွေ့ရတယ်ဆရာဝန်တွေတော့အပြေမထုတ်နိုင်ကြဘူးအဲ့ဒီအချိန်မှာပဲကျမသဘောပေါက်သွားတယ်ကျမရဲ့မွေးနေ့ကိုအမြဲတမ်းပြန်စနေရပြီမေကျမရဲ့ဒဏ်ရာတွေကတော့ပျောက်မသွားပဲကြံနေခဲ့တာပဲဒါပေမဲ့အဲ့ဒါတွေကအခုချိန်မှာအရေးမကြီးတော့ဘူးဘာလို့လဲဆိုတော့လူသက်သမားလာနေတာကိုကျမခံစားမိလို့ပဲကျမအခန်းထဲကထွက်လိုက်တာနဲ့သူကဆရာဝန်ကိုဓာတ်နဲ့ထိုးနေတာမြင်လိုက်ရတယ်ကျမစီးရုံတွေကနေအမြန်ပြေးထွက်ပြီးသူမမီရင်ကားတစ်စီးတွေကိုခုံဝင်လိုက်တယ်ဒါပေမဲ့သူကမှန်ကိုခွေးပြီးကျမလေပင်ကိုလှန့်မိတယ်အသက်လူနေရတဲ့အချိန်မှာကျမကားလီဗာကိုအစွမ်းကုန်နင်းလိုက်ပြီးနောက်ဆုံးတော့သူ့ကိုခါထုတ်နိုင်ခဲ့တယ်အခုမှမီးရုံလိုက်ကြည့်လေဟိကောင်ပါဟာကျမလူဖို့တော်တော်လေးမိစက်သွားပြီနောက်ထပ်မိနစ်30ဆိုရင်ဒီအိမ်မက်ဆိုတွေကလွတ်မြောက်တယ်ကွာဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကားအရှင်ပြီးလို့ရေးဖမ်းတာခံလိုက်ရတယ်ကျမဖြစ်သမျှအကုန်ပြောပြပြီးမယ်ရေးကကျမကိုမူးရစေးတုံးထားတယ်လို့ထင်နေတယ်ကျမရှင်းပြဖို့စူးစမ်းနေတော့မှာပဲစိတ်ကူးတစ်ခုရသွားတယ်လူသက်သမားကတော့ရေးစခန်းထိလိုက်ရမှာမဟုတ်ဘူးဆိုပြီးတော့ကျမမူးနေတယ်စိတ်တွေလွတ်နေတယ်စီးလေးတုံးထားတယ်စီးပြားလားစီးချောင်းလား